ပရိုမိုတိုင်းဝင်တဲ့အဝယ်တင်ဆုံးစကင်ညာကိုကျွန်တော်ကပြောကြတော့မှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကြည့်လဲကြိုဆိုလိုက်ပါလားခင်ဗျာကျွန်တော်ကတော့ဆောင်းရံပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကတော့ပရိုမိုတိုင်းဝင်တဲ့ဝယ်ယူလေးအတင်ဆုံးစကင်တွေကိုပြောကြတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ view လေးကိုအဆုံးထိကြည့်ကြည့်ကြဖို့တောင်းဆိုပါတယ်ခင်ဗျာ let's go ရကျွန်တော်တို့ပထမဆုံးအနေနဲ့ပရိုမိုတိုင်းဝင်တဲ့အဝယ်တင်ဆုံးစကင်ကတော့ကျွန်တော်တို့လက်တန်ရဲ့ဒီနယူးစကင်အတစ်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီစကင်ကကျွန်တော်တို့အတစ်ထွက်လာတာတိတ်မကြသေးဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့ဘရာဒါတို့အနေနဲ့ပရိုမိုတိုင်းဝင်တွေကို daily တော်လေးနဲ့daily discount daily test လေးစုပြီးတော့ဒီမဲ့လက်တန်ရဲ့စကင်တစ်ကိုကျွန်တော်တို့ဝယ်ယူနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဒါကတော့အနည်းဆုံးတိုင်းဝင်100 200လောက်တော့ကျွန်တော်တို့ထပ်တုံးရမယ်လို့ကျွန်တော်တို့တိထားပါတယ်ဘရာဒါတို့အနေနဲ့တိုင်းဝင်ပရိုတိုင်းဝင်ရှိရင်ရှိတဲ့လောက်ထပ်တုံးရမှာဖြစ်ပါတယ်နောက်တစ်စကင်တစ်ကောင်ကတော့ကျွန်တော်တို့လီယိုမော့ရဲ့တရုတ်နှစ်တစ်ကူစကင်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီစကင်ကလည်းကျွန်တော်တို့တရုတ်နှစ်တစ်ကူတုံးကထွက်ထားတဲ့စကင်အတစ်လက်ကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဘုံတိုင်းဝင်နဲ့ဝယ်ယူထားတင်ပါတယ်ကျွန်တော်ဒီစကင်ကိုတော့ယူတိုင်းဝင်တစ်လုံးနဲ့ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်ဒါတော့အနေနဲ့လီယိုမော့ပလီယာပဲဖြစ်ဖြစ်မဖြစ်ဖြစ်ဒီကောင်ကတော့တော်တော်လေးလာတဲ့အတွက်ကျွန်တော်တို့ဝယ်ယူထားဖို့ကျွန်တော်တို့အကြံပေးပါတယ်ကျွန်တော်အနေနဲ့နောက်ထပ်စကင်တစ်ကောင်ကိုတွားပြီးတော့ကြည့်လိုက်ကြရအောင်နောက်စကင်တစ်ကောင်ကတော့ကျွန်တော်တို့မေးပလီယာတွေအကြိုက်မင်းကလေးပလီယာတွေအကြိုက်တွေ့နေမဲ့စကင်ပဲဖြစ်ပါတယ်အဲ့စကင်ကတော့ကျွန်တော်တို့ဘဇာနာရဲ့အပစ်စကင်ပဲဖြစ်ပါတယ်ဒီစကင်ကကျွန်တော်တို့ထွက်ရှိထားတာတိတ်မကြသေးဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီစကင်ကကျွန်တော်တို့limited လည်းရှင်းသွားနိုင်တယ်ဒါကြောင့်ကျွန်တော်ဒီစကင်ကိုကျွန်တော်တို့ဝယ်ထားတင်တယ်လို့ကျွန်တော်ပြောတာပဲဖြစ်ပါတယ်နောက်ထပ်စကင်တစ်ကောင်ကိုတွားပြီးတော့ကြည့်လိုက်ကြရအောင်နောက်စကင်ကတော့ကျွန်တော် hyper player တွေအကြိုက်လို့တင်မဲ့ Nolan ရဲ့ epic စကင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီ Nolan စကင်ကလည်းအတစ်ထွက်ရှိထားတဲ့စကင်တွေကတကူဖြစ်တဲ့အတွက်ကျွန်တော်တို့ဗဒါဒါတို့အနေနဲ့ကြိုက်နေတိုင်ရင်ဝယ်ယူနိုင်ပါတယ်ကျွန်တော်အနေနဲ့ဒီ Nolan စကင်ကိုလည်းဝယ်ယူဖို့ recommend ပေးချင်ပါတယ်ကျွန်တော်အနေနဲ့ဒီစကင်တွေကlimited တော့ချင်းချင်းလွှမ်းနိုင်တယ်ဒါပေမဲ့လည်းဒီကောင်တွေကepic skin ဖြစ်တဲ့အတွက်တော်တော်လေးတော့လှမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ် okay နောက်ထပ် skin တစ်ကောင်ကျွန်တော်တို့ထပ်ပြီးတော့တွားပြီးတော့ကြည့်လိုက်ကြရအောင်ကျွန်တော်အနေနဲ့နောက်ထပ် skin တွေကတော့ဗရာဒါတို့အနေနဲ့ဒိုင်းဝင်200လောက်တက်နိုင်နေဆိုရင်တော့ကျွန်တော်အနေနဲ့ဒီ9 year anniversary skin တစ်ကောင်ကိုဝယ်ဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒီကောင်တွေကတိုင်းမွင်းက1000ကျော်တုံးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရရှိမှာ800ကျော်လေးပဲဘလိုတိုင်းမွင်းရဲ့800ကျော်လေးပဲရမှာမို့လို့ကျွန်တော်တို့တိုင်းမွင်း200လောက်တုံးနိုင်မှာလားကျွန်တော်ဒီ CT ရဲ့စကင်ကိုဝယ်လို့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်ဗဒါဒါတို့အနေနဲ့တိုင်းမွင်း200လောက်ထပ်ပြီးတော့တုံးနိုင်နေဆိုရင်တော့ကျွန်တော်အနေနဲ့ CC စကင်တို့ကိုဝယ်ယူဖို့အကြံပေးချင်ပါတယ်ကို့မှာဒိုင်းမွန်း200လောက်ရှိရင်ကျွန်တော်တို့ဒီCC စကင်နဲ့လူရှင်းစကင်ကိုကျွန်တော်တို့ဝယ်ယူဖို့ကျွန်တော်အနေနဲ့ recommend ပေးချင်ပါတယ်ဘာလို့ဆိုတော့ဒီစကင်နှစ်ကောင်ကကျွန်တော်တို့ထွက်ထားတာကြာပြီဆိုပေမဲ့လည်းတော်တော်တိတ်တော့မကြသေးဘူးဒါကြောင့်ဒီစကင်နှစ်ကောင်ရဲ့စကိဖက်တွေလည်းကျွန်တော်တော်တော်လေးလှတယ်ကျန်တော့ကျွန်တော်ဒီစကင်နှစ်ကောင်ကိုဝယ်ယူဖို့အကြံပေးတာပဲဖြစ်ပါတယ်နောက်ထပ်စကင်တစ်ကောင်ကတော့ကျွန်တော်တို့လီယိုမော့ရဲ့ epic စကင်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုရင်တော့ဒီ epic စကင်ကလည်းကျွန်တော်တို့ထွက်ထားတာတိတ်တော့မကြသေးဘူးကြဒီစကင်ကကျွန်တော်တို့တော်တော်လေးလေးလာတယ်ကျွန်တော်တို့ epic စကင်ဆိုပေမဲ့လည်းကျွန်တော်တို့ဘာလို့ lucky box နီးပါလောက်တွားတယ်လူရဲ့ဒီဇိုင်းအနေထားနဲ့ထားကြတယ်ပေါ့ဒီစကင်ကကျွန်တော်အနေနဲ့လီယိုမော့ပလီယာဆိုရင်ဒီစကင်ကိုဝယ်ထားဖို့အကြံပေးပါတယ်နောက်ထပ်စကင်တစ်ကောင်ကတော့ကျွန်တော်တို့မမရဲ့မောင်လေးဒီအကြိုက်လို့တင်မဲ့စကင်ပဲဖြစ်ပါတယ်အဲ့ဒီစကင်ကတော့ကျွန်တော်တို့မီနိုတော့ရဲ့ epic စကင်ပဲဖြစ်ပါတယ်ဘာလို့ကျွန်တော်ဒီလိုပြောရတာလဲဆိုရင်တော့ဒီစကင်ကကျွန်တော်တို့တီးတဲ့အတိုင်းပဲဒီဟာဟီးရိုကနွားပေါ့မီနိုတော့ဆိုတော့ဒါကြောင့်ကျွန်တော်တို့မမမောင်လေးဒီအချိုက်တွေ့စင်မဲ့စကင်လို့ပြောတာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီစကင်ကိုမမမောင်လေးဒီဝယ်ယူဖို့recommend ပေးချင်ပါတယ်မမမောင်လေးဒီစကင်ကိုပရိုမိုတိုင်းဝင်နဲ့ဝယ်ယူကြပါဗရာဒါတို့အနေနဲ့ပရိုမိုတိုင်းဝင်မှာငါတို့ကဒီ epic စကင်တွေမကြိုက်ဘူးဗလာတိုင်းစကင်တွေပဲကြိုက်တယ်ဆိုရင်တော့ကျွန်တော်ဒီ Fanny ရဲ့ဗလာတိုင်းစကင်တို့ကျွန်တော်တို့ပဲဗလာတိုင်းစကင်တွေအများကြီးတယ်အဲ့ဒီစကင်တွေကိုကျွန်တော်အနေနဲ့ဝယ်ယူဖို့အကြံပေးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဟာတွေကပရိုမိုတိုင်းမွန်းနဲ့လည်းဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီပရိုမိုတိုင်းမွန်းနဲ့ဝယ်ယူလို့ရတော့ဝယ်ယူထားဖို့ကျွန်တော်အနေနဲ့အကြံပေးတာပဲဖြစ်ပါတယ်ကျွန်တော်တို့ Fanny နဲ့နောက်ထပ်ကျွန်တော်တို့ဒီမဲကျူကဂန်ဂျာတို့ရောဆေးဘာနာတို့ရောပေါ်တယ်ကျွန်တော်တို့ဂန်ဂျာစကင်တို့ကျွန်တော်တို့အဲ့ဒါတွေကိုကျွန်တော်ပရိုတိုင်းမွန်းနဲ့ဝယ်ယူထားတင်နိုင်တဲ့အကြောင်းကျွန်တော်အနေနဲ့ပြောချင်တာပဲဖြစ်ပါတယ်ဗရာဒါတို့အနေနဲ့စော်ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဒီပရိုတိုင်းစကင်တွေကိုဝယ်ထားတင်မှု
ကျွန်တော်အနေနဲ့အကြံပေးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီစကင်တွေကိုနဲ့မှာကျွန်တော်တို့ကိုယ့်ရဲ့ပြီးမလားကောင်မလေးနဲ့ရူလိုလဲကောင်းမယ်ကပ်ပဲစကင်တွေအဲ့လိုကပ်ပဲစကင်တွေမှာကျွန်တော်တို့ကိုယ့်ရဲ့ကောင်မလေးတွေနဲ့ရူလိုကောင်းမှပဲဖြစ်ပါတယ်ဗဒါတော့နဲ့တကြင်စကင်တွေနဲ့တွားလို့တော့အဆင်မပြေပါဘူးတည်တယ်မို့လားဗဒါတော့နဲ့သူ့ကောင်မလေးကိုဒီအင်္ဂလိပ်စကင်ကိုင်းဗဒါတော့နဲ့ယောက်ျားလေးစကင်ကိုင်းဘာညာပေါ့ဂိမ်းထဲမှာကျွန်တော်တို့ရူလိုရတယ်ဖြစ်ပါတယ်ကျွန်တော်ဒီကပဲစကင်နေနဲ့မှာကျွန်တော်တို့ကပိုးပြီးရိုးရိုးကောင်းတာပေါ့ပဲဘာတင်းကျင်စကင်နဲ့ဆိုရင်တော့မကောင်းပေါ့ဒါကြောင့်ကျွန်တော်တို့စော်ရှိတဲ့လူတွေကျွန်တော်ဒီကပဲစကင်တွေကိုဝယ်လို့ထားနေကြအောင်ကျွန်တော်နေကြံပေးခြင်းမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဗဒါတို့အနေနဲ့ငါတို့ကစကင်နေမွေခြင်းဘူးငါတို့ကဝက်ကောပဲဖောက်မှာဒါဆိုရင်တော့ကျွန်တော်တို့ကျွန်တော်အနေနဲ့ဝက်ကောဖောက်ဖို့အကြံပေးခြင်းပါတယ်ကျွန်တော်တို့ဘလိုမတိုင်းဝန်တုံးရတဲ့အချိန်ကြရင်ကျွန်တော်တို့ epic work ကိုအကြအောင်ရောအနီအောင်ရောပါလာမယ်လို့တော့ကျွန်တော်တို့ညှို့လင်းရတာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဗဒါအနေနဲ့စကင်မွေခြင်းဦးဆိုရင်တော့ဝက်ကောဖောက်ကြဖို့အကြံပေးပါတယ်ဒီတာဝါတိုင်းတွေရောကျွန်တော်တို့ဖောက်ကြဖို့ပြောချင်ပါတယ်ဘာလို့လဲဆိုရင်ဗဒါတို့ညက်ရင်နဲ့ညက်ခွဲဖြစ်အောင်လို့ပါကျွန်တော်အနေနဲ့ဘလိုမတိုင်းဝန်နဲ့ epic work ကိုပေါက်အောင်ဘလို့ဖောက်ရမလဲဆိုတာကိုဗီဒီယိုတက်ကျွန်တော်အနေနဲ့လုပ်ပေးပါမယ်ဒီနေ့ရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲအဆုံးထိကြည့်ခဲ့ပေးကြတဲ့တယောက်ချင်းစံကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျ